အာနာပိုင်ဖွဲ့စည်းတွေကိုဆန့်ကျင်လို့ရှိရင်လည်းမကောင်းဘူးလောကကြီးကိုဆန့်ကျင်လည်းမကောင်းဘူးဓမ္မကိုဆန့်ကျင်ပြီးနေလည်းမကောင်းဘူးလောကကိုဆန့်ကျင်ပြီးနေရင်လောကရဲ့အပြင်ကိုရောက်မယ်ရာဇကိုဆန့်ကျင်ပြီးနေရင်ထောင်ထဲရောက်မယ်ဓမ္မဆန့်ကျင်ပြီးနေရင်ငရဲကြမယ်သုံးခုလို့မကောင်းဘူးဒါဘာလဲလောကဓမ္မရာဇသုံးဌာနအဲ့ဒီလောကနဲ့ရာဇရဲ့ကြားမှာဓမ္မလေးနဲ့နေအဲ့ဒါပဲဒါပဲရှင်းရှင်းလေးအဲ့ဓမ္မလေးနဲ့နေအဲ့ဓမ္မလေးနဲ့နေလိုက်လို့ရှိရင်ဓမ္မကိုပဲအာယုံပြုနေပါကျန်တာကတော့သူ့ဘာသာသူလှုပ်ရှားနေကြတာပဲဘယ်တော့မှအဖြူနဲ့မဲဆိုတာဘယ်တော့မှမတည့်ဘူးလေရောင်တွေကွဲတယ်စိတ်တွေကမှမတူကြတာလူတွေလေလူတွေပုရုဇဉ်တွေပုရုဇဉ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှခွန့်လွတ်ခြင်းတွေအနစ်နာခံခြင်းတွေဆွန့်လွတ်ခြင်းတွေမရှိဘူးဒါ sorry ပဲပုရုဇဉ်ကိုအဲ့ဒီပုရုဇဉ်နေတဲ့ကြီးပြင်းနေတဲ့မှာရှင်ဘုရင်လည်းပုရုဇဉ်ပဲတိုင်းပြည်ကပြည်သူကလည်းပုရုဇဉ်ပဲပုရုဇဉ်ဆိုတဲ့သဘောကြောင့်အမြဲတမ်းညီညွတ်တဲ့တဲ့မတ်တော့မရှိတတ်ပါဘူးခွေတို့ရဲ့ဓမ္မသောတာပတ္တိမဉ္ဇဉ်ရသွားရင်ဒိဋ္ဌိအယူမှားပြုတ်တယ်ဝိသိကိစ္စတန်တရားပြုတ်တာဖြစ်ခြင်းရှင်းသွားပြီအမြင်ရှင်းသွားပြီမြင်ရမှလည်းငြိမ့်တယ်ကြားရမှလည်းငြိမ့်တယ်စားရမှလည်းငြိမ့်တယ်သွားရမှလည်းငြိမ့်တယ်သူငြိမ့်သွားပြီကြည့်လိုက်တဲ့မြင်ကွင်းတွေမှာအကုန်သူမြင်တတ်သွားတယ်အရိယာကိုအမြင်